Okay ဒီနေ့မှမရှိရောက်လာတယ်ပစ္စည်းလေးကဘာဖြစ်မလဲ unboxing ချက်လုပ်ကြည့်မယ်Okay ဘူးလေးအောင်နည်း quality ပေါ့ပါလေးလေဒီမှာအားသွင်းကြိုးလာOh. Casing ပါလမ်တီထဲချက်ချိမယ်ကောင်းလားremove ပါတယ်အားဒီမှာအားတင်းကြိုးပါတယ် easy ပေါ့နော်ပြီးတော့ဒီမှာ instruction စာအုပ်ပါတယ်instruction စာအုပ်ရယ် smart project အားလည်းဒီပါတယ်နော် instruction စာအုပ်တော့လိုတယ်ပါညာ software တွေပါချိန်ဖို့ okay တော့ပစ္စည်းကိုချက် show မယ်so packaging ရအောင်Shenzhen Ruchi တဲ့ manufacture Shenzhen Hong Kong လား China လားမသိဘူး China okay whatever ဒီကောင်တို့လောဝိုင်းဒီလဲလို့ရတယ်ပေါ်လဲထောင်လို့ရတယ်ရှေ့လည်းလဲလို့ရတယ်ဒီမှာ lens ကို cover ကိုကပ်ပြီးရတယ်ဒီ lens adjust side ကြီးတိဒီမှာရွှေ့ရအောင်ပါတယ်okay တော့နောက်မှာပါလဲဆိုတော့နောက်မှာ HDMI ပေါ့ပေါ့ပါတယ် power ခလုတ်ပါတယ် USB ပေါ့ပါတယ်ဒါတော့သူ AC ပေါ့ပါเนาะ okay တော့ဒါတော့ unboxing video လေးပါကျွန်တော်သုံးပြီးသွားမှသုံးဖြူလိုက် video လေးတက်တင်ပေးပါမယ် okay that's all